္ဂလာပါကျွန်တော်တို့အခုရောက်နေရတော့တန်လင်းသားပေါ်ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ကဇာမနီဆယ်ကိုသွားမှာဖြစ်ပါတယ်ဇာမနီဆယ်ကိုသွားရင်တာကေတာကနေဆိုရင်တော့16ကီလိုမီတာလောက်တော့ရှိပါတယ်ဒီလုံးကြီးပါကဲရန်သွားလို့ရပါပြီနည်းနည်းလေးတော့တက်ရပါတယ်အတက်လေးနည်းနည်းလာမယ်တက်လေးနည်းနည်းလာမယ်အိုင်စင်လမ်းဆုံးမှာသူ့ဘောတန်နေလမ်းနေနင်းလို့တော့ကောင်းဒီမှာအခက်ရရှိတယ်နော်ကျွန်တော်တို့ညာဘက်ကို꿰မှာဖြစ်ပါတယ်ဒီကြောင့်သိပ္ပံတက္ကသိုလ်ရှိတဲ့ဘက်ကို꿰ရမှာဖြစ်ပါတယ်ဘယ်ဘက်ပါဒီကြောင့်သိပ္ပံတက္ကသိုလ်ဒီကနေသွားရင် 1.6 ကီလိုမီတာပဲဝေးပါတယ်ကဲအဲ့နားနေပြီးစပိတ်လေးဆွဲတင်ကြရမှာဖြစ်ပါတယ်စပိန်လေးဘယ်လောက်ပေါ်တော့သတိပြားလို့ဆိုရောကဲစပိန်လေးကိုစပိန်လေးကိုမအပေါ်တင်ရမှာဖြစ်ပါတယ်တင်ရမယ့်အစီအစဉ်ရောက်ဟောငါးစရာတခါလဲဖြတ်တက်လှုပ်တက်လိုက်ရိုက်ပေးထားမယ်လို့ကိုပြည့်ရအောင်ဆိုနဲ့တက်ပါပြောမရအောင်ဒါလောက်တော့မရတော့ဘူးထင်တာပဲညီတော့ရတယ်မညီတော့ဘယ်လိုမှမရရပါပြီနင်းမှုပြီလာအားလည်းတော့ဟုတ်လမ်းမကဲရောကောင်းတာလေးတော့ဥစ္စာနော်ပြောမလို့ဘာလာလဲဘာကြီးတော့အဲ့တော့မနေ့ကတမန်သွားရိုက်တယ်ဟောအဲ့ဒီပေါ်ပေါ့သွားတမန်ရိုက်တယ်ရိုက်တော့ဆယ်ကြီးပေါ့နော်ဆရာမကသူနှုတ်လို့မရဘူးဆွာမနီဆယ်ပါဆွာမနီဆယ်ပါကျွန်တော်တို့ကတော့ပြန်ပါပြီဗျာအားလုံးပဲတတ်တာပါ